စားနဲ့ပါဇက်ပေါက်ကစီကွက်ကပူပူကြီးလာတယ်ပါဇက်တစ်ပေါက်လို့စီနဲ့သမင်းစားတာကြောက်လေတော့ကျုပ်ပါစားမလဲဆိုရင်သမင်းစားပြီးသွားပြီအဲ့ဒါပေါ့နော်မနေ့ကကိုယ့်ဘက်တကူလှုပ်စားတယ်လေမုံတော့စားတယ်တနေ့ကတော့မုံတော့စားပြီးတော့ဘိမင်းမှာဆိုတော့ပြားမအုပ်လို့ခေါ်တာပေါ့နော်တာခွေရိုင်တို့ပြားမအုပ်တို့လောက်တာပေါ့ကျုပ်ကတော့ဘလော့ပီနာဦးပါနိုးနဲ့ထက်လောက်တာအေးမထက်ဘူးနိုးနဲ့ပဲလေဆိုတော့စားကောင်းတယ်ကိုဘာလို့လောက်စားတာပေါ့ညီမပြေမှာဆိုလို့ရှိတော့တွေ့ရတာကျုပ်တို့ဘိမျိုးကအင်နာကာလီမြို့တော်ဆိုတော့လေအင်နာကာလီဆိုတာတည်တယ်မဟုတ်ပဇော်တို့ပဇော်ဆိုင်တို့ငပိလောက်တယ်လေစာလုံးငပိတွေထောင်းပြီးတော့အလုံးဝလုံးလို့စလုံးလို့လုံးရတယ်အဲ့ဒါကိုအင်နာကာလီလို့ခေါ်တာပေါ့နော်ငပိကိုအခြေခံပြီးတော့မှဝင်းသာစာပေစားတောက်တဲ့လူတွေပေါ့နော်ပဇော်ဆိုင်လေးတွေဖမ်းတယ်ငါတိတိလေးတွေဖမ်းတယ်ရေကျင်ငယ်လေးတွေပေါ့နော်ပြီးရင်အဲ့ဒါလေးတွေအခြေခံပြီးတော့မှအသက်ရှင်ရတယ်ဥရောပနဲ့အမေရိကတို့အာဖရိကတွေမှာငတ်ပြတ်ပြီးတည်နေတဲ့အချိန်ကျောင်းတို့မြန်မာပြည်မှာငတ်ပြီးမတည်ကြဘူးမဖြစ်လဲဆိုသူကစလုံးဝလုံးကကြီးခောက်ခွေးတွေမှာပြက်စုံတယ်လေကခောက်ဂါငါပဆာကခောက်ဂါငါဆာဇာဇညာတထဒါဒနာပဖဘာဗမအဲ့ဒါဒီပေါ့နော်လာဝတာဟာလာကြီးအဲ့ထမအင်နာကလေးရပြည့်စုံတယ်33လုံးအဲ့မှာအင်နာကလေးပင်လေကြီးမှာကျုပ်တို့မြန်မာပြည်အတွက်အင်ဒါမှာပင်လေကမကျယ်လာဘူးကျုပ်တို့မြန်မာနိုင်ငံအတွက်အဲ့ဒါမှာပင်လေဟာကျင်းလေးပဲရှာဖွေစားတောင်းဖို့ပင်လေကငါးဖမ်းပြီးရှာဖွေစားတောင်းဖို့မလုံလောက်ဘူးဒါပေမဲ့လည်းတကဘာလုံးမှာငတ်မော့နေတဲ့အချိန်ကျုပ်တို့မြန်မာပြည်ကမြန်မာလူမျိုးတွေဗမာလူမျိုးတွေအဲ့ဒီကျွဲချေရအိုင်လေးလောင်းရှိတဲ့အင်တာမန်နွားချေရအိုင်လေးလောင်းရှိတဲ့အင်တာမန်အုံမခွက်လေးလောက်သာရှိတဲ့အင်တာမန်လေးထဲကရရှိတဲ့တောင်ကပဇော်နဲ့ငပိလောက်ပြီးတော့မှအသက်ရှင်နေကြတယ်ဒါကြောင့်မလို့ကျုပ်တို့မြန်မာပြည်မှာအခုလိုဖျားစေတီတို့စေတီပထိုးကိုတွေ့ရပြီးရှင်သာလျောင်းဖျားတွေကိုတွေ့ရတာပဲဖြစ်တယ်ရှင်သာလျောင်းဖျားကဒါကိုပြောထားတယ်ကိုယ်နိုင်ငံကိုယ်နယ်မြေကိုယ်ဒေသကိုယ်ရည်မြေဟာအုံမခွက်လောက်တာရှိတဲ့ရေပြင်လေးဖြစ်နေတော့ညာလဲနွားချီရအိုင်လေးလောက်သာရှိတဲ့ရေခွက်ကလေးလောက်နွားချီရအိုင်လေးလောက်သာရှိတဲ့
နွားချေရအိုက်ထဲမှာလောက်တာရှိနေတဲ့ရေခွက်ကလေးထဲကရေထဲကလည်းရရှိတဲ့အစားအသောက်ကအဲ့ဒါလိုအသက်ရှင်နေတယ်နားချွေရခွက်ထဲမှာပူလောက်လက်လေးတွေကူးခတ်နေမယ်ဟေ့ဆိုရင်တော့တိတ်များပြားမယ်တိတ်သေးမွားတဲ့ပူလောက်လက်လေးတွေထိုနည်းတူဆိုအင်တာမန်ပင်လယ်ထဲကရရှိတဲ့တာငါးနဲ့ပဇော်တာငါးတရဝါလေးတွေကလည်းလူတချို့ကိုအသက်ရှင်စေတယ်အတိတ်ပဲအဲ့လိုမျိုးပေါ့နော်ယူရိုဒီမှာဂျာပစာပိုက်ကြီးတွေတအားကြီးတယ်တအားကြီးမားတဲ့ပိုက်ကြီးတွေနဲ့ငါဖမ်းတယ်သူတို့မရှင်တန်နိုင်ကြဘူးကြင်ဝဲစရာတိတ်ကောင်းတယ်သူတို့ရဲ့ပင်လယ်အထာလတ်သမုဒ္ဒရာပစိဖိတ်သမုဒ္ဒရာဟာသူတို့အတွက်တအားကျဲတယ်ဖန်ဆလို့မကုန်နိုင်ဘူးဒါပေမဲ့သူတို့မှာဒုက္ခရောက်နေရတယ်မြန်မာပြည်မှာကြတော့ဒီအုံမုတ်ခွက်ထဲကရရှိတဲ့အဲ့ဒီနွားချေရအိုင်လေးထဲကရရှိတဲ့ပဇော်ဆိုင်ကလေးနေနဲ့ပဲအသက်ရှင်နေကြတယ်ဆိုတော့ညကအဲ့ဒါလေးကိုကျုပ်ကြည့်တယ်ကြားပိုက်ကိုကြည့်ပြီးတော့ကျုပ်လည်းရည်တယ်ကြားပိုက်ကလူကအရန်ချက်စရာကောင်းတယ်ပြောလိုက်တယ်ပင်လယ်ကြီးဆဲမှာအိုးမဟုတ်ပါဘူးတဲ့မြစ်ထဲမှာမြင့်ဟောကိုယ်လည်းတိတ်သဘောကျတယ်ပြီးရတတိရတယ်အော်ငါတို့နေတဲ့နိုင်ငံပတ်ဝန်းကျင်မှာရှိနေတဲ့ရေမြေဒေသပိုင်တာတကယ်အုံမုတ်ခွက်ထက်ကရေလောက်ပဲရှိတယ်တကယ်နွားချေရအဲ့ထက်ကရေလောက်ပဲရှိတယ်ဒါပေမဲ့သူတို့ဟာအသက်ရှင်နေအောင်ရုန်းကန်ကြတယ်ရရှိတဲ့ဟာလေးစီဒီဖီယာပထိုးလေးမှာယုံကြည်တယ်အန်ဒီရဲ့ကင်းစီဖို့အတွက်လုပ်ငန်းအတွက်ပေါ့နော်ပြီးရင်ဆက်လက်ပြီးရှောက်ပြီးစားတော့တဲ့အသက်ထပ်ပြီးရှင်နေသေးတာမို့ဆိုတော့တိတ်ပြီးတော့မှချစ်စရာကောင်းတဲ့ဂုဏ်ယူစရာကောင်းတဲ့စလုံးလုံသမားတွေစလုံးလုံသမားငပီးကိုလုံးရင်စလုံးလို့လုံးရတယ်ငပီးကိုလုံးရင်ငပီးလုံးရဲ့တရံကစလုံးနဲ့တူတယ်ဝါလုံးနဲ့တူတယ်